Hello တကယ်ဒီမေကိုလေးကိုတအားဒီအမေများနေကြလို့မက်နေအေးများနေကြလို့ဒီလိုပုံစံမျိုးလေးနဲ့အတူတူပေါ့နော်နောက်ထပ်တသားလေးမွေးပါအောင်တချို့ဆိုကလေးထက်ယူပါအောင်တသားလေးမွေးပါအောင်လို့ပြောနေကြတာလေဘယ်လိုပြောမလို့ရွှေကိကလေရွှေကိကိုဆက်ပြီးတော့မေးကြည့်ရပေါ့နော်ရွှေကိလေးမမောင်လေးထက်ယူမလားညီမလေးထက်ယူမလားသူခောက်မဲတဲ့ညီမလေးကိုလည်းစိတ်ဆွဲမဲတဲ့မမောင်လေးဆိုရင်လည်းလှုပ်ပဲရိုက်မဲတဲ့အဲ့တော့ရွှေကိလေးကလည်းလက်မခံဘူးနောက်ပြီးတော့6တို့နေနေကြတော့လေလေဟိုလေတော်တော်လေးကိုအီးစိတ်နေဒီပေါ့နော်ဒါကလေးမွေးထားတဲ့ဟိုမိဘတွေပဲသိရပေါ့နော်မယူဘူးလို့ပြောတာမဟုတ်ဘူးယူမှာဒါပေမဲ့ချောဟိုချိန်တိုင်းတာလေးတခုစောင့်ညင်သေးတယ်နောက်ပြီးကြတော့ကိုလည်းနောက်ပြီးလှုပ်ရှားရှိရည်လည်းရှိနေသေးတဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးအဲ့လှုပ်ရှားရှိရလေးတွေကိုလှုပ်ချင်တဲ့အလုပ်ကလေးတွေကိုဆက်ပြီးတော့အလုပ်တွေတိုးချဲ့ဖို့အတွက်တွေပေါ့နော်အဲ့ဒီအရာလေးတွေပြီးသွားပြီအကုန်လုံးပေါ့နော်ရာလုံးတော့စိတ်တိုင်းကြတယ်ပဲရှိပါမလဲနောက်ထပ်အလုပ်တွေချဲ့ပြီးသွားလဲနောက်ထပ်ထပ်ပြီးအလုပ်တွေချဲ့နေဖို့ပဲကိုကအမြဲတမ်းစိတ်ကူးရှိနေတဲ့လူတယောက်ဆိုတော့အတင်းနေနေလို့လည်းပဲဟုတ်ပါမလဲပေါ့နော်ဒါပေမဲ့ကိုစိတ်ထဲမှာပေါ့နော်ဟိုအနားရသွားပြီဘယ်လိုပြောမလဲကိုနားလို့လုံလောက်သွားပြီပေါ့အဲ့လိုအချိန်ရောက်ပြီဆိုလို့ရှိရင်တော့အေးလူနောက်တစ်ယောက်ကတော့ဒီကြာပေါက်ထပ်ယူမှာပါအခုနေယူလို့ရှိရင်ကိုတိုင်ကလည်းအစင်းမဖြစ်သေးတယ်လို့ရွှေကိကလည်းခောက်မပြောပါတယ်ပေါ့နော်သူကိုတိုင်ကလည်းသူကအရန်ရွှေကိကလည်းအတအရန်ကြီးရပေါ့နော်အရာအလုံးကိုသူပဲအချစ်ခံချင်တာအဲ့လိုပုံစံမျိုးလေးပါအဲ့တော့ဒီလိုမျိုးမိကွန်းလေးတွေအမေးများနေကြလို့ဖြည့်ပေးလိုက်တာပါရှင်အဲ့တော့ရွှေကိလိုမျိုးနောက်ထပ်ချစ်စရာကောင်းတဲ့တသားလေးပဲဖြစ်လိုချင်တာတသားလေးလိုချင်တာနောက်တစ်ယောက်ကိုလေအခုမိလေးရှိပြီဆိုတော့နောက်တစ်တသားလေးရရင်တော့အရန်ပြောပြီးမှာပေါ့နော်အဲ့တော့တသားလေးရတဲ့အခါကျရင်အားလုံးကိုရွှေသတင်းကောင်းလေးပေးပါမယ်ရှင်ကဲကျေးဇူးတင်ပါတယ်